အဲ့တော့ဒီမထေမြတ်ရှင်တိတ်တဆိုတဲ့ပုဂ္ဂိုလ်သူများမြတ်စွာဘုရားတတိပေးဆုံးမလိုက်တဲ့တရားကိုနာရင်ကနေသူရဟန္တာပုဂ္ဂိုလ်ကြီးဖြစ်ပြီးတော့သုတိစိတ်ကြသွားတယ်အဲ့ဒီမှာသူ့ရဲ့ရုပ်အလောင်းကိုတင်းညွတ်ခြင်းပြုပြီးသူ့အယိုးထက်တွေကိုမြတ်စွာဘုရားတဏှာမှာစုပြီးတော့ထုပဆိုတာလေးတဲ့ထုပဆိုတာအယိုးထက်ထည့်ထားတယ်ထုပရဲ့အဓိပ္ပာယ်ကဘာလို့ဆိုမြေကြီးကိုကုန်းမောက်မောက်ကလေးလုပ်ပြီးစဘာပုံလို့ပေါ့ကုန်းလေးလုပ်ပြီးအဲ့ဒီကုန်းပေါ်မှာထားတာဒါထုပလို့ခေါ်တယ်အဲ့တော့ယဟန်တွေကအရှင်ဘုရားဒီလိုတရားထုတရားမြတ်ရပြီးယဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ဖြစ်ပါလေရဲ့တန်းတယ်ဘာဖြစ်လို့ဒီကိုယ်တော့ဒီလောက်ယောဂဇိုးကြီးနဲ့ကြုံရတယ်လေဟောယောဂဇိုးကြီးနဲ့ကြုံရတယ်လေပြီးတော့လေဒီလိုဒီယောဂဝေဒနာတွေအကြီးကျယ်ဖြစ်ပြီးတော့ဘာကြောင့်သူယဟန္တာဖြစ်သွားတယ်လဲဆိုတော့အကြောင်းနှစ်ခုမိဂုံနှစ်ခုကျမ်းတွေကမြတ်စွာဘုရားကိုမေးကြတယ်ပြီးတော့မြတ်စွာဘုရားဒါတွေအလုံးကသူလုပ်ခဲ့တာပဲနော်အလုံးကလုပ်ခဲ့သူဟာကတ္တဝဘုရားလက်ထက်တုန်းအတိတ်ဘဝတုန်းကပေါ့နော်အတိတ်ဘဝကာလတုန်းကငှက်မုတ်ဆိုးဖြစ်ခဲ့တယ်အဲ့ဒီငှက်မုတ်ဆိုးဖြစ်တဲ့အခါမှာဒီသူ့ရဲ့အရှင်သခင်ကြွယ်ဝချမ်းသာတဲ့ပုဂ္ဂိုလ်ကိုသူကငှက်ကြော်ကျွေးရတဲ့ပုဂ္ဂိုလ်ဒီမှာပေါ့နော်ငှက်တွေကိုကြော်ချက်ပေးရတယ်အခုကငုံတို့ဘာခင်တို့ညာခင်တို့ပေါ့ခင်နေပေါ့အဲ့ဒါတွေလောက်ကင်ကျွေးရတဲ့ပုဂ္ဂိုလ်ဖြစ်တော့ငှက်တွေကိုသူလိုက်ဖမ်းတယ်ဖမ်းတဲ့အခါကျတော့ပထမတော့ငှက်တွေဖမ်းမိတဲ့ကောင်တွေအကုန်တတ်တယ်ခုခေတ်လိုရေခဲတစ်တာရှိတာမဟုတ်တော့သူကတတ်ထားတဲ့အခါမကုံလို့ရှိရင်အနတ်တွေဘာတွေမကောင်းတော့ဘူးပေါ့နော်အဲ့လိုဖြစ်မှဆိုတော့နောက်ဆုံးမှငှက်တွေအများကြီးမိပြီဆိုရင်သူဘာလုပ်တော့ဆိုခြေထောက်တွေချိုးတာအတောင်ပံတွေချိုးထားတယ်မသေးမရှင်လှုပ်ထားလိုက်တယ်ပေါ့နော်ငှက်တွေပြေးလို့မရအောင်ပြန်လို့မရအောင်အဲ့လိုခြေထောက်ချိုးတောင်ပံချိုးအဲ့လိုလှုပ်ပြီးတော့ထားပြီးတော့မှတတ်ပြီးတော့ဒီအကျော်အကင်လှုပ်ပြီးတော့ကျွေးတာအသက်မွေးဝမ်းကြောင်းလှုပ်တဲ့အချိန်မှာတရက်တော့သူ့အိမ်မှာငှက်ကြော်ရလဲရှိတယ်ရဟန်းတစ်ပါးကလည်းဆွမ်းလန့်ပြီးတော့လိုက်ရက်တယ်အဲ့ဒီအချိန်မှာသူ့စိတ်ထဲမှာငါနေ့စဉ်အကုသိုလ်တွေကြီးပဲလုပ်ရတာကုသိုလ်ကောင်းမှုတော့လုံးမှာပဲငါမှလည်းငှက်ကြော်လေးရှိသေးတယ်ဆိုပြီးတော့ရဟန်းတစ်ပါးကိုဆွမ်းအဲ့ဒီငှက်ကြော်လေးနဲ့ဆွမ်းလောင်းလိုက်တာအဲ့ဒါသူကုသိုလ်ပဲနော်ဆွမ်းလောင်းပြီးတော့အရှင်ဘုရားတို့သိတဲ့တရားအထွတ်ထိပ်ရောက်သည့်ထိအောင်သိပြရစေပါဒီကုသိုလ်ကြောင့်ကဲစဉ်းစားကြည့်သူလုပ်တာကုသိုလ်နဲ့အကုသိုလ်နှစ်ခုရှိတယ်အပိုင်းလိုက်မှတ်သားရမယ်ဒါမျိုးငှက်တွေတတ်တာအကုသိုလ်တစ်ပိုင်းလှူတာကြတော့ကုသိုလ်တစ်ပိုင်းလူတွေမှာကုသိုလ်နဲ့အကုသိုလ်ကသူ့အကန့်နဲ့သူနေတာပဲအကုသိုလ်လုပ်ရင်အကုသိုလ်ရဲ့အကျိုးခံရမှာကုသိုလ်လုပ်ရင်ကုသိုလ်ရဲ့အကျိုးစံစားရမှာပဲဖြစ်တယ်အဲ့တော့သူလှုပ်လာခဲ့တဲ့အကုသိုလ်ကံအတိုင်းကုသိုလ်ကံအတိုင်းပဲသူဟာဒီကံနှစ်ခုကပေါင်းစပ်ပြီးတော့အကျိုးပေးလိုက်တာအကုသိုလ်ကံလှုပ်ခဲ့သည့်အတွက်ကြောင့်ငှက်တွေကိုတောင်ပန်းချိုးခြေတော့ချိုးအဲ့ဒီလိုနှိပ်စက်ပြီးထားခဲ့သည့်အတွက်ကြောင့်ရဟန်းဖြစ်လာပြီးနောက်သိမ့်မကြဘူးနော်တကူလုံးဟာဖူးရောင်ပုတ်အယိုးတွေကျိုးပဲ့ပျက်စီးသည့်ထိအောင်ယောဂဝေဒနာကြီးမားစွာခံရတယ်ဒါကငှက်တွေကိုလှုပ်ခဲ့တဲ့အကုသိုလ်အကုသိုလ်ကံဆိုတာကိုလှုပ်တဲ့အတိုင်းကိုယ်စီပြန်ရောက်တာနော်အဲ့ဒါကြောင့်မို့လို့ပါဠိစာပေမှာဆိုထားတဲ့စကားလေးတစ်ခုအကုသိုလ်ကံရဲ့သဘောတဘာဝလေးကိုကြည့်ကြရမယ်ဆိုရင်နော်ပရတ္တဟိအတ္တနာကတိဒုက္ခေသူတစ်ပါးအပေါ်မှာကိုလှုပ်လိုက်တဲ့ဒုက္ခအခုကြည့်နေငှက်ကိုသူကခြေတော့ချိုးလိုက်တယ်ငှက်မှာဘယ်လောက်ဒုက္ခရောက်သွားတော့စဉ်းစားကြည့်နော်အတောင်ပံနေချိုးတယ်ငှက်တွေအယိုးတွေချိုးပြစ်တယ်
အဲ့ဒီအတ္တနာကတိဒုက္ခေကိုလုံးတဲ့ဒုက္ခသူများပေါ်ရောက်သွားပြီဆိုရင်တဲ့တန်တတော်သင်္ကမန္တောဝိယသင်္ကမန္တံဝိယအဲ့ဒီဒုက္ခကကိုယ်စီကူးပြောင်းလာသလိုပဲတဲ့ကာလန္တရေအချိန်ခါတစ်ခုကွဲပြားခြားနာပြီးတဲ့နောက်မှာတဲ့အတ္တနိတန္တိတတိကိုယ်ပေါ်မှာလာဖြစ်တယ်ငှက်ကိုချေချိုးခဲ့တဲ့ဒုက္ခသူ့ကိုပြန်ရောက်လာတယ်ခုဒီလိုဆိုလို့ရနော်ကိုလုံးတဲ့ဒုက္ခသည်ကိုယ်စီဒီတိုင်းအလားတူပြန်ရောက်လာအဲ့ဒါအယံဟိကမ္မနံဓမ္မတာအကုသိုလ်ကံရဲ့အကျိုးပေးဟာဒီတိုင်းပဲ